အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆက်အောင်နိုင်ပါဒီနေ့မှာတော့စာရေးသူခင်မောင်အေးမန္တလေးရေးသားခဲ့တဲ့အစနဲ့အဆုံးဆိုတဲ့တောတွင်မုတ်ဆိုးဇလံကိုတင်ဆက်ပေးချင်ပါတယ်ကဲအစီအစဉ်စလိုက်ရအောင်အစနဲ့အဆုံးမန္တလေးမတရားကားလမ်းအတိုင်း18မိုင်ခန့်သွားလိုက်မယ်ဆိုရင်လမ်းဘေးကလှမ်းမြော်ကြည့်အောင်များနဲ့လေသာတောင်တန်းကြီးကိုတောင်ကိုးတောင်ဝေများအုပ်ဆိုင်လျက်မိုင်းမိုင်းညွညွတွေ့မြင်ရပါတယ်ကားလမ်းဘေးကဖဲ့ပြီးတာယိုးပေါ်ကနေလှဲလန်းတိုင်းကောင်းမောင်းသွားမယ်ဆိုရင်တော့15မိနစ်မြအတွင်းလေသာတောင်တန်းရဲ့ခြေရင်းကိုရောက်နိုင်ပါတယ်ပေပေါင်း4000ကျော်မြမြင်မာပြီးအရှိနဲ့အနောက်ရှေးလျားစွာဂျောရှိုးချောက်ကမာခင်းနှမ်းများနဲ့ကြီးမားတဲ့မွေကြီးတစ်ကောင်လွန်လူးအိတ်ဆက်နေတဲ့အလားမမကြီးရက်လျက်ရှိတဲ့ဒေသတောင်တန်းကြီးရဲ့မြောက်ဘက်စင်ကြေရှောကုန်းပြတ်မှာလေသာရွာကလေးတည်ရှိပါတယ်တောင်ဘက်ချမ်းမှာတော့လေသာတောင်ကပန်းမြင်မာမတ်ဆောက်လျက်ကြောက်ထုတ်ကြောက်ဆွဲကြောက်တက်ကြောက်တုံးနံရံများသဖွယ်တဘာဝအလျောက်တိဆောက်ထားလျက်ရှိပါတယ်မြင်မာတဲ့ကြောက်နံရံကြီးရဲ့အခြေမှာတော့လေသာချောင်းကလေးကကွေ့ကွေ့ကောက်ကောက်တောင်ကျောအတိုင်းတသွင်သွင်ဖြတ်တန်းစီးဆင်းလျက်ရှိပါတယ်ဒီနေ့မှာတော့လေသာရွာအမျိုးသမီးတစ်တိုက်ကတောင်ကျောတောင်ဘက်ချမ်းတနေရာမှာတက်ငယ်များကိုရိတ်လျက်ရှိပါတယ်အချင်းချင်းနောက်ပြောင်ကြည့်စဲရင်တချင်းတန်တညံညံနဲ့တက်ငယ်ရိတ်နေကြလေရာထူထပ်တဲ့တက်ငယ်တောအတွင်းမှာကြားကြီးတစ်ကောင်ဘုံကနေမမျော်လင့်မဲပေါ်ပေါက်ရောက်ရှိလာပါတယ်တောရဲရထွက်လာတဲ့ကြားကြီးကိုတွေ့လိုက်ကြတဲ့အခါမှာအမျိုးသမီးများငဲတန်းပေါအောင်အော်ဟစ်ပြီးတော့ဥတီယာမရှိကြောက်ဝမ်းလန့်အားပြေးလွှားကြရင်အတော်ကြီးတစ်ယောက်ကတော့မတ်ဆောက်တဲ့ချောက်ကဘာကနေခြေချော်ကျသွားပါတယ်ကြားကလည်းစူးစူးဝါးဝါအော်တန်များကြောက်ကြောက်လန့်ပြီးပြန်လဲထွက်ပြေးသွားခဲ့ပါတယ်အချိန်အတော်ကြာမှရင်တုံပန်းတုံနဲ့လေသာရွာသူများလည်းပြန်လဲစုယုံမိကြပြီးတဲ့နောက်တောင်ကျောကလိမ့်ကျသွားခဲ့တဲ့အတော်ကြီးကိုတွားရောက်ကြည့်ရှုကြပါတယ်မတ်ဆောက်တဲ့တောင်ကပန်းအောက်ပေ20ခန့်အကွာကြောက်ဆွဲတစ်ခုပေါ်မှာလဲကြမေးမျောလျက်ရှိတာကိုတွေ့ရပါတယ်ကြောက်ဆွဲကအလျားပေ40ခန့်အနံတပေခွဲ2ပေခန့်သာရှိပြီးကံကောင်းတာကတော့ပြုတ်ကျသွားတဲ့ဒေါ်ထွေးစိန်ဖို့နွားနှာခေါင်းတွေများထူထပ်စွာရှက်တန်းပေါက်ရောက်လျက်ရှိတဲ့ခြုံပေါ်မှာတင်နေလျက်ရှိခြင်းကြောင့်အသက်ရှင်ခဲ့ခြင်းဖြစ်ပါတယ်ခဲခဲရဲရဲတွေ့ဆင်းပြီးတော့ဝိုင်းဝန်းပြုစုကြတဲ့အခါမှာပြန်လဲသတိရလာပြီးအမင်းရကြစဉ်ကကြောက်တုံးနဲ့ရိုက်ခတ်မိတဲ့တန်ချက်ကခြေတစ်ဖက်ကိုတွင်တွင်ကျိုးသွားစေခဲ့ပါတယ်ခြေကျိုးတဲ့ဒဏ်ရာနဲ့နေရာကနေလှုပ်ရှားရွှေ့ပြောင်းမှုဖြစ်နိုင်တဲ့အပြင်ရောက်နေတဲ့နေရာရဲ့အခြေအနေကဒေါ်ထွေးစိန်ကိုတောင်ထိပ်ကိုပြန်လဲတင်ယူဖို့မိမသားများအတွက်ခက်ခဲလျက်ရှိပါတယ်တယောက်တစ်ပေါက်စူးစူးညံညံနဲ့ညင်းခုန်ကြရင်းနဲ့ပဲနောက်ဆုံးမှာရွာကိုပြန်ပြီးအကူအညီခေါ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်ဟဲ့ရွာပြန်အကူအညီခေါ်တာကတော့ဟုတ်ပါပြီဒါပေမဲ့ငါ့ကိုတော့ဒီတိုင်တယောက်တည်းထားမပြစ်ခဲ့ကြပါနဲ့အေးငတော်ကြီးရဲ့စကားကြောင့်အားလုံးကငြိမ်သွားခဲ့ကြပါတယ်စောစောကလေးရမှဟင်းမျိုးကြီးနဲ့တွေ့ခဲ့ကြတဲ့ဒေါခေါင်ခေါင်အလဲမှာဘသူမှတယောက်တည်းခြေကျိုးနေတဲ့လူနာနဲ့အတူနေဝင်ကြခြင်းမရှိပါဘူးအိုးတို့ကတော့တယောက်တည်းမနေဝင်ပါရွာကိုပြန်လိုက်မှာပဲဟိတို့များလည်းအိမ်ကိုဒီအတိုင်းထားခဲ့ရတာမနှက်စာတော့မချက်ခဲ့ရသေးဘူးဟုတ်တယ်ဟိကျုပ်တို့ကခလေးတောင်အိမ်ဘေးကိုအပ်ထားခဲ့ရတာမပြန်လို့ဖြစ်ဘူးဟိအားလုံးကတယောက်တစ်မျိုးဆင်ခြေပေးလျက်အတော်ကြီးနဲ့နေခဲ့ဖို့ညှင်းဆန်လျက်ရှိပါတယ်ကဲညီတို့ပြန်ချင်လဲပြန်ကြကျုပ်အကြီးစိန်နဲ့နေခဲ့ပါမယ်အေးကိစ္စမရှိပါဘူးအမျိုးသမီးတစ်တိုက်ထဲကအသက်အငယ်ဆုံးမိသွေကဒေါ်ထွေးစိန်နဲ့အတူနေခဲ့ဖို့အတွက်ဝင်ပြောလိုက်ပါတယ်16နှစ်မြသာရှိသေးတဲ့မိသွေကဤသို့နေခဲ့ဖို့အလိုလျောက်ထွက်လာတာနဲ့ကျန်အမျိုးသမီးများတအူးနဲ့တအူးလက်တို့ပြီး4မိုင်နီးနီးဝေးတဲ့လေသာရွာသို့တစုတယုံနဲ့အကူအညီခေါ်ဖို့အတွက်ခက်တုတ်တုတ်ထွက်သွားခဲ့ကြပါတယ်လေသာရွာသူအမျိုးသမီးများထွက်ခွာသွားပြီးတဲ့နောက်မိသွေကဒေါ်ထွေးစိန်ရှိရာကြောက်တောင်ကပန်းကိုကုတ်ကုတ်ကက်ကက်တွဲဆင်းပြီးတော့တက်သမျှမှတ်သမျှဒဏ်ရာကနေတက်တာစေဖို့ပြုစုပေးလျက်ရှိပါတယ်ကျင်းမြောင်းလာတဲ့တောင်ကပန်းကလေးပေါ်မှာမလှုပ်ရှားနိုင်ပဲခြေကျိုးနေတဲ့လူနာကိုပြုစုရတာကလည်းအင်မတန်ခက်ခဲလာပါတယ်ဤကဲ့သို့မြင်မာလာတဲ့တောင်ကပန်းပေါ်ကနေမတော်တဆခြေချော်လက်ချော်ကျသွားခဲ့ရင်တော့ဘယ်နည်းနဲ့မှအသက်ရှင်လျက်ကြမှာမဟုတ်ပါဘူးမိသွေကဒေါ်ထွေးစိန်ကိုခိုင်အနှဲငယ်အကွာကပန်းရဲ့အဆုံးဘက်သို့ခဲခဲရင်ရင်ဆွဲယူရွှေ့ထားလိုက်ရပါတယ်တောင်ကပန်းရဲ့အဆုံးမှာတော့9ပေပတ်လည်ခန့်ကျဲဝင်းပြီးအပေါ်ကနေစိုးမိုးလျက်ရှိတဲ့ကြောက်ထုတ်များကြောင့်ပူပြင်းတဲ့နေတံကနေတက်တရရပါတယ်ဒေါ်ထွေးစိန်ရဲ့ခြေရင်းဘက်မှာထိုင်ပြီးပြုစုလျက်ရှိတဲ့မိသွေလည်းတစ်ချက်အောက်ခြေကိုမျောကြည့်လိုက်တိုင်းရင်ထဲမှာဖိုးကနေဖြစ်သွားရပါတယ်
အောက်ခြေမှာတော့နေရောင်ကြောင့်တစ်ဖိတ်ဖိတ်တောက်တရရှိတဲ့စမ်းချောင်းကလေးကိုကျိုးမြင်ကလေးတစ်မြင်ကဲ့သို့မြင်ရပါတယ်။စိမ့်ဆိုတဲ့တောတောင်မှပြန်ပြူးတဲ့မြက်ခင်းလေးတွင်ဖြစ်နေပြီးမြင်မားလာတဲ့ကြောက်တောင်ကပန်းပေါ်ကနေရိတ်ခနဲဝူးမိုက်သွားမတက်ခန်းစားလျက်ရှိပါတယ်။အကူကြီးခေါ်ဖို့အတွက်ရွာကိုပြန်သွားကြတဲ့အမျိုးသမီးများကလည်းရွာကိုရောက်တာနဲ့မိဘမောင်ဖွားများနဲ့လင်းသားများကိုတောင်ရပဲခင်းများကနေလိုက်လံခေါ်ငင်ခဲ့ကြပါတယ်။ရွာသားယောက်ျားများကိုစုပြီးရနဲ့တက်ငယ်တော်အတွင်းကိုပြန်တက်လာခဲ့ကြသည့်တိုင်အောင်လို့အချိန်ကတနာရီခွဲကျော်2နာရီမျှကြာသွားခဲ့ပါတယ်။ဒေါ်ထွေးစိန်ကကြောက်တုံးကိုကြောမိလျက်ဒဏ်ရာကြောင့်တရင်အင်းညင်းညူလျက်ရှိပါတယ်။မိတို့ရတော့နေအောင်ပြင်းတာကြောင့်ဒေါ်ထွေးစိန်ရဲ့ခြေထောက်ကစိတ်ယိုလျက်ရှိတဲ့သွေးများကိုတုပ်ပြီးရင်းနဲ့ဒေါ်ထွေးစိန်ရဲ့ဖြူသွားတဲ့မျက်နှာနဲ့တရေတစ်ပတ်တွေးလိုက်သလိုအတန်မြမထွက်တော့ပဲကြောက်လန့်တကြားပါးစပ်အဟောင်းသားဖြစ်နေတဲ့မျက်နှာကိုတွေးလိုက်ရပါတယ်။အန်ရရှိနေပြီဆိုတဲ့ရုတ်တရက်အသိစိတ်နဲ့အနောက်ကိုခေါင်းလှည့်ကြည့်လိုက်လေရာတပေခွဲခန့်သာကျဲတဲ့တောင်ကပန်းအတိုင်းတလှုပ်လှုပ်ဆင်းလာနေတဲ့ဟင်းမျိုးကြီးကိုဘုံကနေတွေးရပါတယ်။လေသာရွာသားများရောက်ရှိလာတဲ့အခါမှာတော့အကြောက်လွန်ပြီးမေမျောနေတဲ့ဒေါ်ထွေးစိန်နဲ့မိတို့ရဲ့သွေးဆက်များကိုသာခြေကွဲဖွယ်ရာတွေ့ရပါတော့တယ်။အဖွားကြီးကိုရွာကိုပြန်တယ်လာပြီးရွာသားတွေစုက2ရက်လုံးလေသာတောင်ကျောအတိုင်းလိုက်လံရှာဖွေကြပေမဲ့အချိန်ကအလွန်ပဲနှောင်းလျက်ရှိပါပြီ။ဟင်းမျိုးကြီးရဲ့ကိုက်ချီခြင်းကိုခံရတဲ့မိတို့ရဲ့အယိုးအချို့အသားစားအပဲ့အနှဲ့များနဲ့ချင်းချင်းနီလျက်ရှိတဲ့ဝစ်စင်သားတွေသွေးအတိနဲ့အဝတ်စားများကိုသာပြန်လည်ရရှိခဲ့ပါတယ်။ဒီလိုနဲ့လေသာတောင်ကျောပေါ်မှာမိသွေကိုပထမဆုံးကြိုက်တာစားတော့ခဲ့ပြီးရဲ့နောက်ကြားစိုးရဲ့တရင်ကိုရပ်ပေါင်း40ကျော်50မြမချားရပဲရှိနေပါတယ်။ဒါပေမဲ့2လတာမြကြာပြီးရဲ့နောက်ချောင်းရိုးအတိုင်းထင်းခုတ်တက်နေကြတဲ့လဲသမား3ဦးအနက်တဦးကိုညအချိန်စခန်းချနေလေရာအဲ့ရာအတွင်းသို့ရဲရဲတဲတဲဝင်ရောက်ကတ်ချီသွားခဲ့တဲ့ဟင်းမျိုးရဲ့တရင်ကိုပြန်ချရပြန်ပါတယ်။ထင်းတော်ကြီးများကိုခေါင်းရင်းဘက်မှမိထည့်ပြီးတော့လှဲဝိုင်းအတွင်း3ယောက်သာဆိုင်ပြီးတော့အိတ်နေရမှဝင်ဆွဲသွားတဲ့ကြားနောက်သို့ကျန်လဲသမား2ယောက်ကဓားများကိုဆွဲပြီးမိတုပ်များနဲ့လိုက်သွားသည့်တိုင်အောင်ပါဇက်အတွင်းရကိုက်ချီထားတဲ့လူကိုမချပဲပြန်လှည့်ပြီးတော့မန်ဖီတဲ့အတွက်ကျန်တဲ့2ယောက်တို့လည်းဖနှောက်နဲ့တင်မတသားတဲ့ကြောင်ပြန်ပြေးခဲ့ရပါတယ်။အာကာလာညအခါတောကြီးမြတ်မဲအတွင်းဓားဆိုတဲ့လက်နက်တောင်မှတောပရင်ဟင်းမျိုးကိုအမတူရဲတဲ့အဖြစ်ကိုအပြစ်ဆိုဖွဲ့ရမရှိခဲ့ပါဘူး။နနမိုးတောင်အလင်းရောက်မှပဲရွာသားများရဲ့ကူညီနဲ့တောရင်းကိုလိုက်လံရှာဖွေကြတဲ့အခါညဟင်းမျိုးကြီးကိုက်ချီပြီးတော့တဝက်တစ်ပြက်စားတော့ခဲ့တဲ့လှဲသမားရဲ့ရုပ်ပြက်ဆင်းပြက်အလောင်းကိုပြန်လည်တွေ့ရှိရပါတယ်။လေသာတောင်တန်းကနေမိုင်40-50ပတ်လည်အတွင်းမိတော်ရအစပြုပြီးတော့ဟင်းမျိုးကြီးရဲ့ဒုတိယသားကောင်အဖြစ်လှဲသမား2ဦးဇီးဖြူပင်ရွာသား2ဦးကင်မုန်းချုံရွာသူအမေအို2ဦးချောင်းမေးမှာငားရှာနေတဲ့တငါတဲရတငါသားဖ2ဦးနဲ့တစ်တော်အမှုထမ်း2ဦးတို့ကိုပါတယောက်ပြီးတယောက်ရက်ဆက်ချမ်းကျုပ်စွာတပ်ဖြတ်စားတော့ခဲ့တဲ့ကြားစိုးရဲ့အန်ရဟာတစားထက်တစားကြီးမားလို့လာပါတယ်။ဆိုးသွမ်းလျက်ရှိတဲ့ဟင်းမျိုးရဲ့ရန်ကြောင့်လေသာတောင်ကျောဘက်ကိုပတ်ဝန်းကျင်ရွာများဘသူမှခြေဦးမလှဲကြတော့ပါဘူး။ရွာများကိုစီးရိုးလုံးမြင့်မြင့်ကာရန်လျက်၎င်းတောင်ရပဲခင်းများမှာကြားမတက်နိုင်အောင်လင့်စင်များကိုထိုးပြီးတော့ရာခင်းဆောင်အိတ်ဆက်ရခြင်းဖြင့်၎င်းအကာအကွယ်ပြုလုပ်ထားကြရပါတယ်။တရွာနဲ့တရွာကူးတန်းကြတဲ့အခါများမှာတော့မှလူစုလူဝေးနဲ့ဒုတ်သားလက်နက်ကင်ဆောင်ပြီးတော့သွာလာကြတဲ့အခြေအနေကိုရောက်လာပါတယ်။ဒါပေမဲ့လူအုပ်တွင်းထဲကိုတောထဲကနေဖြုံးကနေမျက်လှည့်ပြလိုက်သလိုမျိုးကြားကြီးကရောက်လာတတ်ပြီးတော့အနီးဆုံးလူတစ်ယောက်ကိုတန်ဆွမ်းတဲ့ရှေ့လက်နဲ့တခါတည်းအသေးကုတ်ပြစ်လိုက်ပြီးနောက်အစာကိုကိုက်ချီကလျင်မြန်တဲ့အဟုန်နဲ့ပြန်လည်ပြောက်ကွယ်သွားတတ်ခြင်းဟာအထူးခြားဆုံးဖြစ်ခဲ့ပါတယ်။ဟင်းမျိုးကြီးကမမျော်လင့်တဲ့အချိန်မထင်မှတ်ထားတဲ့အခြေအနေမှာပေါ်ပေါက်လာခြင်းဟာလူအများကိုခိုက်တန့်အားဖြင့်ချက်သေးသေးသွားစေပါတယ်။ထိုအချိန်ကလေးတွင်းမှာပဲနှစ်သက်ရလူသားတစ်ယောက်ကိုအစာအဖြစ်ကိုက်ချီပြီးတော့ပြန်လည်ထွက်ခွာသွားတော့မှအားလုံးပြန်သတိဝင်လာပြီးညာတန်ပေးပြီးတော့လက်လံ6လန့်ရှာဖွေကြတဲ့အခါမှာအစနှမြမတွေ့ရတော့ပဲတရက်2ရက်ကြာမှ၎င်းရဲ့အစာဖြစ်ခဲ့တဲ့လူသားရဲ့အဝတ်စားချိုးနဲ့အယိုးရင်းများကိုပြန်လည်တွေ့ရှိရလေးရှိပါတယ်။လေသာရွာတကြီးဦးအောင်ကြီးရဲ့အိမ်ဝိုင်းအတွင်းလေသာတရွာလုံးရှိရွာသားများစုယုံလျက်ရှိပါတယ်။ဂျာဆိုကြီးထလာပြီးတဲ့လာများမှစပြီးတော့တောင်ရပဲခင်းလုပ်ငန်းများကိုနောက်ဆန်တငင်ရင်တထိတ်ထိတ်နဲ့လုပ်ခဲ့ကြရတာကြောင့်လဲလေသာရွာရဲ့စီးပွားရေးကကျဆင်းခဲ့ပြီးတော့အငတ်ငတ်အပြက်ပြက်ဖြစ်လာပါတယ်။ရွာနဲ့ဝေးတဲ့တောင်ရများကိုဘယ်သူမှသွားမလုံနိုင်ကြတော့ပဲရေကြီးရမျက်နှာရဆိုသလိုဝေးရကိုပြောင်းသွားကုန်ကြပါပြီ။အရင်တော့စီစီကားကားရှိခဲ့တဲ့လေသာရွာကြီးလည်းတစားထက်တစားလူနေလာပြီးတော့ကြီးနဲ့ဖုတ်ဖုတ်ဖြစ်လာပါတယ်။ကျုပ်တို့ဒီတိုင်းနေလို့ရတော့ဖြစ်မဖြစ်ကြတော့ဘူး။ကြာရင်ရွာပြက်လိမ့်မယ်။တခုခုတော့လောက်ကြမှာပဲ
ဒီအတိုင်းမနေလို့ဘလို့လူကဘာတက်နိုင်မှာမို့လို့လဲကြာပဲကြာလာပြီဥစ္စာခမရလဲမုတ်ဆိုးတွေနဲ့လိုက်သွားကြတာပဲ3 ရက်ဆက်ဆောင်တာတော့မှဒီတော်ဝါကြီးကအမြီးတောင်မမြင်အောင်မလားရိုးရိုးဟင်းမျိုးဆိုရင်တော့လေဒီလောက်ထိဘယ်အတင်းရဲမလဲအခုလိုပုံစံလူ90လောက်စုသွားလဲတယောက်ယောက်တော့ပါသွားအောင်ပါပဲစသဖြင့်စူးစူးညံ့ညံ့ညင်းခုန်လျက်ရှိပါတယ်လေသာရွာသားများအဖို့ဟင်းမျိုးကြီးရဲ့ပြဿနာအင်မတန်ကြီးကျယ်လာပြီဖြစ်ပါတယ်ကဲခမရတို့ဒီလိုပဲညင်းခုန်နေလို့လည်းပြီးမှာမဟုတ်ဘူးဒီတော်ဝါကြီးကိုဘယ်လိုမျိုးတုတ်တင်ချမလဲဆိုတာကိုသာစဉ်းစားကြအောင်တယောက်စီပြောကြဗျာပထမဘာကြီးဖြိုးရပဲစာပြောစမ်းမအောင်ဟေးမင်းတို့တွေကဒီဟင်းမျိုးကိုတတ်ဖို့ပဲစဉ်းစားနေကြဒါကမင်းတို့တွေ့ဘူးတဲ့ကြားမျိုးမဟုတ်ဘူးကွဒီကြားရိုးရိုးကြားမဟုတ်ဘူးဟေ့နှက်ကြားကွနှက်ကြားဟုတ်မယ်ဗျို့ဘာကြီးဖြိုးပြောတာဘဲနဲ့ဗျာဒီတော့အကြာကြီးအတင်းရဲနေတာလူတော်တွေကိုဝင်ပြီးတော့ဆွဲသွားတာကိုကြည့်ပါလားရွာသားတယောက်ကထောက်ခံတာကြောင့်တယောက်ကထွေကနေတွေတစ်ချက်ကိုထွေးလိုက်ရင်းနဲ့ဘယ်ရလာနှက်ကြားရမှာလဲဘာကြီးဖြိုးကနှက်ကြားကလူကိုစားတဲ့နောက်တော့အယိုးကြီးပဲကြအောင်စားပါမလားလူအတွေ့နဲ့အငွေ့ဆိုဗျအခုတော့စားသွားတာများရစရာတော့မရှိဘူးဟာတန်းညွန့်ရမင်းနဲ့မိုက်ရန်ကိုနှက်ကြားဆိုပေမဲ့နက်ကတိုက်ထားတဲ့ကြားပဲကွတရိတ်ဆန်မို့လို့လူကိုစားပြစ်တာပေါ့ငါပြောတာနက်တိုက်တဲ့ကြားဟေ့အေးမင်းတို့မယုံတဲ့ကောင်တွေလောက်ကြပေါ့ကွာငါတော့ဒီအထဲမပါဘူးဟေ့သွားမယ်ဆိုပြီးဘာကြီးဖြိုးကခေါင်းမတစ်ဖက်ကိုပြင်ပေါင်းရင်းနဲ့လူအုပ်ထဲကနေထွက်သွားခဲ့ပါတယ်နှက်ကြားမကလို့တခြားကြားပဲဖြစ်ဖြစ်ဗျာလူစုပြီးတော့လုပ်မယ်ဗျို့ဦးလေးကြီးကျုပ်နီးတနီးတော့ပြောချင်တယ်ဗျို့ရွာသားတယောက်ဖြစ်တဲ့စံအေးကထားပြောတဲ့အခါမှာအေးမင်းကြီးကိုပြောလေကွာတို့များဝိုင်းစဉ်းစားကြတာပေါ့တကြီးကအဖြေပေးတဲ့နောက်တော့အေးဗျပထမတန်ညက်3 ခုလောက်တော့လိုတယ်တန်ညက်ကိုတန်ချိုးတုတ်တုတ်နဲ့ချီပြီးတစ်ပင်မှာဖြစ်ဖြစ်ငုံဆိုင်ပြီးတော့ဟင်းမျိုးကြီးရဲ့သွားလန်းလာလန်းမှာခြာထားဖို့ပဲတန်ညက်မှာမိရင်တော့ညက်ကိုကျိုးနဲ့ချီထားလို့ငနဲ့ဘယ်ကိုပြေးနိုင်မလို့ဗျဒီတော့မှဝိုင်းလို့ယုံမယ်ဟာမင်းဟာသိမမသေးသေးပဲကွပြန်ကြိုက်မှာပေါ့ဘသူကအနားကိုကောက်ဝဲမှာတော့အေးလေဗျာသေတော့ဘယ်သေးပါမလဲညက်ပဲခြေပဲဖြစ်ဖြစ်လက်ပဲဖြစ်ဖြစ်မိနေပြီးရဲ့နောက်မပြေးနိုင်တော့ဘူးပေါ့ဗျာမပြေးနိုင်တဲ့ကြားကိုဒီရွာကလူ20 30လောက်ဝိုင်းပြီးတော့လှုပ်လိုက်ရင်ဘာခံနိုင်မှာတော့ဗျဟေးဒါဖြစ်ရင်လေဒီနည်းကိုစမ်းကြည့်ကြစို့ကွာအောင်ငိမ့်နဲ့ထုံးစောမနေ့ပြန်မြို့တက်ပြီးတော့တန်ညက်3 ခုနဲ့တန်ချိုးဝဲချေတကြီးကတစ်ဆက်သေးတာဝန်ပေးလိုက်ပြီးရဲ့နောက်လူစုခွဲကြပါတယ်ဒါနဲ့ပဲနောက်တစ်ရက်မှာတော့စိုင်းအေးကောင်းဆောင်တဲ့လေသာရွာသားများစုပြီးတန်ညက်များကိုရွာပြေးတစ်လျှောက်ထောင်လျက်ရှိကြပါတယ်တကြီးရဲ့အမိန့်အရရွာပြင်းကိုဘသူမှ4 5ရက်မထွက်ဖို့ကိုလည်းမှားချထားပြီးသားဖြစ်ပါတယ်နွားချောင်းရှေခတ်ဖက်ခူးထင်းခွေများမပြုတ်လို့ပဲငိမ့်ငိမ့်သက်သက်ရွာထဲမှာပဲအောင်းနေဖို့အတွက်စီစဉ်ထားကြပါတယ်တန်ညက်နဲ့အတူညတစ်ခုမှာစိတ်တကောင်စီချီနှောင်ထားခြင်းအဖြစ်လဲကြားကိုအစာနဲ့မြားထားတဲ့အသွင်ဖြစ်ပါတယ်စိတ်ကိုချန်စီယိုကာကလောင်ထားပြီးတော့အဝင်ဝမှာညက်ကိုတက်ကိုင်းတက်ခတ်များဖုံးပြီးတော့ထောင်ထားပါတယ်စိတ်ကိုကိုက်ဖို့အတွက်အပေါက်ဝဝင်လာရမယ့်ကြားကာထားတဲ့စီယိုအောက်ကနေငုံဝင်လာမှဖြစ်ပြီးအဝမှာထောင်ထားတဲ့ညက်ကိုမနှင်းမဲနဲ့ဘလို့မှဝင်မို့တော့ဖြစ်နိုင်ပါဘူးတန်ညက်ကြီးများတစ်ခုလျင်နှစ်ပိတ်တာခန့်လေးပြီးညက်ရဲ့တစ်ဖက်တစ်ချက်မှာလာချမ်းတရံရှိလျက်ခွေးသွားစိတ်များလှော့သွားကလေးများကဲ့သို့ရှိပါတယ်လာချမ်းခွေးကဲ့သို့ညက်တစ်ခုစီကိုတစ်ဖက်တစ်ချက်ဆွဲပြီးတော့မောင်းထောင်းလိုက်ရင်အချင်းတပေခန့်ရှိစော်ဝိုင်းတစ်ခုလိုဖြစ်သွားပါတယ်ညက်ကွင်းရဲ့အလယ်မှာတော့နင်းခုန်ဖြစ်တဲ့ကက်လက်ဖြတ်ခလုတ်များကိုနင်းလိုက်တာနဲ့လာချမ်းပုံတဲ့ညက်များပြင်းညက်ပြီးသားဖြစ်သွားပါတယ်ဆန်အေးတို့ကတန်ညက်များကိုချွေးတလုံးလုံးနဲ့ထောင်ပြီးသွားတဲ့အချိန်မှာညနေနေဆောင်လျက်ရှိပါပြီကျိုးနဲ့ချီထားတဲ့စိတ်ကလေးများကတော့တပဲပဲအော်လျက်ရှိပါတယ်ထို့နောက်တော့လေသာရွာတရွာလုံးရွာတကားများကိုပိတ်ပြီးတော့ငိမ်သက်တိတ်ဆိတ်လျက်ရှိပါတယ်လာပြေကျော်2 ရက်မြသာရှိသေးတာကြောင့်ထုံးလင်းတောက်ပလျက်ရှိတဲ့လိုက်အောင်အောက်မှာလေသာတောင်တန်းကြီးကငိမ်သက်စွာလဲလျောင်းနေပါတယ်လာတဖြည်းဖြည်းမြင့်တက်လာတဲ့အမျှညကလည်းတစားတစားရင့်လာပါတယ်တောဆက်ကဆွဆွငင်ငယ်ဦးလျက်ရှိတဲ့ခွေးတသက်ရဲ့တူတန်လဲတောင်တန်းပေါ်ကိုဖြတ်တန်းပြေးလွှားလျက်ရှိပါတယ်ညပိုင်းညငှက်တို့တပြိုင်နက်တည်းတဝီဝီအော်တန်များကြမှာလေသာရွာတရွာလုံးခဏချင်းအိမ်မောကျသွားခဲ့ပါတယ်
တစ်ချက်ပဲကနေအော်လျက်ရှိတဲ့စိတ်ရဲ့အတန်အောင်သာဆူဆူရှက်ရှက်ကြားရပါတယ်ညတဖြည်းဖြည်းခြုံငိမ့်ပြောက်ွယ်လျက်ရှိရာမှအယုံချင်းအလင်းကိုရောက်လာပါတယ်လေသာရွာရဲ့တကားများလည်းပြန်လည်နှိုးချလှုပ်ရှားလာပြီးတော့ပွင့်လာပါတယ်တကြီးနဲ့ဆန်အေးတို့ကခေါင်းဆောင်ပြီးရမန်နေ့ကတန်ညှက်ထောင်ထားတဲ့နေရာများသို့လိုက်လံစစ်ဆေးကြည့်ရှုတဲ့အခါမှာခြေရလက်ရမပြတ်တွေ့ရပါတယ်ကြားကတော့ဒီနေရာကိုလုံးဝမလာခဲ့ပါဘူးဒီလိုနဲ့ပဲတန်ညှက်များကိုခြေရလက်ရမပြတ်အောင်ထားပြီးတော့တရက်နှစ်ရက်မြကုန်လုံးသွားခဲ့ပါတယ်ကျိုးနဲ့ချီပြီးတော့လှောင်ထားတဲ့စိတ်များကိုသာအစာနေ့စဉ်ထည့်ပေးထားရပါတယ်ဒီလိုနဲ့၃ရက်မြောက်တဲ့နေ့မှာတော့လေသာရွာရဲ့တက်ငယ်မိုးများတောင်တဖြစ်ဖြစ်မီမတက်ပူပြင်းလှတဲ့အချိန်ရေဝဝလင်လင်မတော့ရတဲ့နွားများတပဲပဲအော်မီလျက်ရှိပါတယ်တကြီးရဲ့အမိန့်ကြောင့်၎င်းတရွာလုံးကမုံတီဆက်ဆုပ်လာတဲ့ဟင်းမျိုးကြီးကိုတုတ်တင်ရေးအတွက်၎င်းရွာတကားကိုပိတ်ပြီးတော့ကြိတ်မိတ်အောင်ဤတီးခန့်လျက်ရှိတဲ့ရွာသားများအဖို့စိတ်အားများတောင်ရောစာပြုလာပါပြီချစ်တောက်ပူပြင်းလာတဲ့နေရာအောက်မှာတရွာလုံးတလူးလူးတလုံးလုံးဖြစ်လျက်ရှိပါတယ်ရွာပတ်ဝန်းကျင်မှာလူစလူနာမတွေ့ရတဲ့ကြားကလည်းရွာပြင်မှာရွာသားများအစာဖြစ်ချီထားတဲ့စိတ်ကလေးများကိုတနေ့နေ့တစ်ချိန်ချင်းကျင်းသေးပေါက်လာရောက်စားတော့လိမ့်မယ်လို့ယူဆထားတာကြောင့်လူရိတ်လူငွေ့လူတန်သူတန်မပေးပဲရွာတကားကိုအသေးချပိတ်ပြီးတော့ရွာထဲမှာအောင်းနေကြခြင်းဖြစ်ပါတယ်၆သွေးလျက်ရှိတဲ့တရွက်များအချားလေးရလဲကမှုရှုထိုးဖြတ်တန်းပြေးလွှားလျက်ရှိရာကြောင့်ကိုင်းလက်ရွက်ချင်းတချိုးတစ်ချောက်မီအောင်ရိုက်ခတ်လျက်ရှိပါတယ်ရိုးတံကြဲကြဲဝယုံကိုင်းများကလည်းတိတ်ဆိတ်တဲ့နေလေကင်းကိုပုံမပြင်းရည်စေသည့်တပွဲတကြွကြွတီးဤမြည်လျက်ရှိပါတယ်အဆက်မပြတ်ဒစီစီမြည်လျက်ရှိတဲ့နှွေးပရများရဲ့အော်တန်နဲ့ရွာပြင်စီယိုတန်းခြုံရိပ်မှာပြင်းရီပြင်းတွယ်ကူလျက်ရှိတဲ့ဂျိုးလေပြောက်တစ်ကောင်ရဲ့တကူကူတွန်တန်များအသာခက်မှန်မှန်ပေါ်ထွက်လျက်ရှိပါတယ်ထိုအချိန်မှာပဲပြင်းရီစပွဲထိုနေလေကိုတက်လှန်နှိုးလိုက်တဲ့အလားကြောက်မက်ဖွယ်ရာကောင်းအောင်ကျဲလောင်တဲ့ကြားတစ်ကောင်ရဲ့တဝောင်းဝောင်းမှန်ဖီတန်ကလေသာတရွာလုံးရုတ်တရက်ချက်ချင်းလှုပ်ရှားသွားစေပါတယ်ဟိန်းတန်ကနာကြီးခြင်းဒေါသထွက်ခြင်းမချေမနှက်အလိုမပြေခြင်းတို့ကြောင့်အာကောင်ကနေချစ်ပြီးတော့ထွက်လာခြင်းမျိုးမဟုတ်ပဲဝမ်းခေါင်းအတွင်းမှာလှိုက်ပြီးတော့ထွက်လာသည်ဖြစ်လေရာကျဲလောင်ပြင်းထန်လာပါတယ်ဝေါင်းကနေဟိန်းတန်အပြင်လေသာတောင်ထုံများကတဖန်ပြန်ပြီးတော့ပေါ်ထွက်လာတဲ့ပဲ့တင်တန်ကြောင့်ကြားဟိန်းတန်ကိုကြားလိုက်ရတဲ့လေသာရွာသားများအဖို့ရုတ်တရက်တုတ်မြမလှုပ်ရဲသေးပဲအသာလေးငြိမ်နေရပါတယ်တရွာလုံးမှာရှိတဲ့လူများသားမကရွာကခွေးများလည်းအမိကုတ်ပြီးတော့ဖင်တရွတ်ဆွဲကတဲချမ်းအစ်စ်အောင်များတို့တိုးရွှေ့ပြေးဝင်သွားကြပါတယ်ကြောက်လန့်တကြားအော်ဟစ်ငိုယိုလျက်ရှိတဲ့ကလေးငယ်များရဲ့အတန်ကလည်းရွာပြက်မတက်ဆူညံနေပါတယ်ခဏကြာမှာတော့တကြီးကိုအောင်ကြီးကခေါင်းဆောင်ပြီးစံအေးတို့ရွာသားတစ်စိုက်ကညာတန်ပေးကရွာတကားကိုဖွင့်ပြီးတော့ထွက်လာကြပါတယ်ဟေ့အားလုံးတအိမ်တယောက်ထွက်ဟိမိန်ဖြစ်ဖြစ်ဓာဖြစ်ဖြစ်လက်နဲ့ကိုစီပါပါစေဟိကြားမိနေပြီထင်တယ်ကွဘယ်သူမှမလိုက်မရှိကြစေနဲ့အားလုံးထွက်ကြဟိတယောက်နဲ့တယောက်တိတ်မကတ်ကြနဲ့ဟိလက်ညီညီနဲ့ချကြလူအုပ်ထဲကိုကြီးပဲတိုးမနေကြနဲ့ဝိုင်းဟချကြဟိအသေးစောဟိနောက်မဆုတ်နဲ့ညီညီတက်ကြစမ်း90ခန်းရှိတဲ့လေသာရွာသားတအုပ်ကြီးကလေအပစ်မှာလွတ်တက်လာတဲ့လှိုင်းလုံးကြီးအလားရွာတကားကနေတစုတယုံနဲ့ပြုံထွက်လာပါတယ်ဟင်းမျိုးကြီးရဲ့ဟိန်းတန်ကြားနေရတဲ့ရွာနောက်ဘက်သို့လူအုပ်ကြီးရောက်လာတာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တန်ကနေရုပ်ရုပ်သေးသေးဖြစ်သွားကြပါတယ်လူစုရဲ့ရှေ့ခိုင်90ခန်းအကွာမှာတောကလေးရဲ့အစမှာတော့တောက်ပြောင်လျက်ရှိတဲ့အဝါရောင်မှာနတ်မောင်နဲ့အမဲစင်းများချဲလဲပြီးကြီးမားလာတဲ့ကြားကြီးတစ်ကောင်ကတန်ညက်မှာရှေ့ညာလက်တစ်ဖက်မိလျက်ရှိရာကြောင့်တဝုံဝုံဆူညံလျက်ရှိပါတယ်ပေါလုံးတတာခန့်တုတ်တဲ့ဦးနှဲပင်အခြေမှာတန်ညက်နဲ့ဆက်လျက်ရှိတဲ့တန်ကြိုးစားကိုခြိထားတာကြောင့်ဦးနှဲပင်ကရှိန်ထိုးလှုပ်ရှားပြီးအမြစ်ကနေကျွတ်ထွက်သွားတော့မယ်အလားဗျောင်းဆန်လျက်ရှိပါတယ်တန်ကြိုးစားအရှိကနှစ်လန်တတာခန့်ရှိသည်ဖြစ်လေရာကြားအားယူပြီးတော့ခုန်ထွက်လိုက်တာကြောင့်မြေပေါ်ကိုကန်ရိုက်လိုက်သလိုဝုန်းကနေပစ်ကျသွားပါတယ်တန်မာတဲ့ညက်ရဲ့ဒဏ်ရာကြောင့်တကြောင်မြေပြင်ကိုဘုံကနေပစ်ကျသွားတဲ့အဖြစ်ကြောင့်၎င်းကြားနာကိုဒေါသကြီးသထက်ကြီးစေပါတယ်ညာတန်ပေးပြီးအနားကိုကတ်လာကြတဲ့လူအုပ်ကြောင့်လည်းမန်ဖီပြီးတော့တဝောင်းဝောင်းဟိန်းလျက်တန်ချိုးကိုစောင်းပြီးယုံလျက်ရှိပါတယ်ဝိုင်းဟေးထိုးကြလှန်နေပြကြကွာအနားကိုသိမ့်မကတ်ကြနဲ့ချကြစမ်းလက်မနေကြနဲ့ဟေ့ဆက်ဆုပ်လာတဲ့ဟင်းမျိုးကိုအပိုင်မိနေကြပြီဖြစ်လို့တကြီးနဲ့တကွလေသာရောက်သားများအားလုံးစိတ်အားတက်ကြွပြီးတော့ခက်လန်းလန်းကနေပြီးမှိန်လှန်များနဲ့လူလွန်ရုံကန်နေတဲ့ကြောက်ဝိုင်းဝန်းပြက်ခတ်လျက်ရှိပါတယ်လူအုပ်ထဲကပြစ်လွတ်လိုက်တဲ့မိန်းများကလည်း
ပလူပြန်တယ်လို့ကြားရှိရာကိုရှုပ်ကနေပြေးဝင်သွားပါတယ်။ကြားခုံပေါက်ရုံးကန်လျက်ရှိရာကြောင့်ပြစ်လိုက်တဲ့မိန်းများလှန်များကိုထဲကိုမထိုးမိပဲမြေပေါ်မှာသာတဆွတ်ဆွတ်ဆိုင်လျက်ရှိပါတယ်။မိန်းတစ်ချောင်းနဲ့လှန်တစ်ချောင်းသာကြားကြီးရဲ့ကိုစောကနေဆိုင်လျက်နီရဲတဲ့သွေးများဖျားချလျက်ရှိပါတယ်။ကြားရဲ့လှုပ်ရှားရုံးကန်မှုကြောင့်လည်းကိုမာဆိုင်မနေပဲပြန်လည်ကျွတ်သွားခဲ့ပါတယ်။ရွာသားများအနေနဲ့လည်းအဝေးကနေသာမိန်းများလှန်များနဲ့ပြစ်ထုံးနေသည်ရလွဲလို့အနားကိုတော့ဘယ်သူမှမကန့်ဝင့်ဖြစ်နေပါတယ်။ထိုအခိုက်မှာပဲကြားဒဏ်ရာများကြောင့်ပုံနာကျင်လှသည်ဖြစ်လို့ဒေါသကြီးတဲ့ထက်ကြီးလာပြီးအားဆိုင်ပြီးတော့တအားယုံတဲ့အခါမှာဦးနှဲပင်အခြေမှာတုတ်ချီထားတဲ့တန်ချိုးကထောင်းကနေပြတ်ထွက်သွားခဲ့ပါတယ်။ရုတ်တရက်ဖြစ်တာကြောင့်ကြားလဲမြေပေါ်မှာနှစ်ပတ်မြလိန်သွားခဲ့ပါတယ်။တန်ချိုးချီလျက်သားညှက်နေတကွလက်ရောချေရောမြေပြင်ပေါ်ကိုထောက်ပြီးတော့ရမ်းမိတဲ့အချိန်မှာကြားလူအုပ်ထဲကိုလွှားကနေခုံဝင်လာပါတယ်။လေသာရောသားများလည်းဟဲကနေဟာကနေဖြစ်ပြီးတော့ရုတ်တဲ့ဖြစ်သွားကြပါတယ်။ကြားရဲ့ကိုလုံးနဲ့တိုက်မိ၍တော်၎င်းရှေ့လက်တစ်ဖက်နဲ့ပုံမိချင်းခံရ၍တကြောင်ရွာသားနှစ်ဦးအတုံးယုံလဲပြီးတော့ကြံရဲခဲ့ပါတယ်။ထို့နောက်ကြားဟာစင်ကြေလျှောတောင်ကျောအတိုင်းသုံးချောင်းထောက်ပြီးတော့ထွက်ပြေးပြောက်ကွယ်သွားပါတယ်။ဟာဒုက္ခပါပဲ။အောင်ငိမ့်တို့ထုံးစော်တို့လာကြစမ်းဟေ့ဝိုင်းပြီးတော့ပွေ့ကြစမ်း။ကြိုက်များကြိုက်မိသွားလေသလားကွ။တကြီးကလဲကျနေတဲ့ရွာသားနှစ်ယောက်ရဲ့အနားကိုရောက်လာပြီးခြေမကင်ပြီးလက်မကင်ပြီးဖြစ်သွားပါတယ်။သွေးတန်ရဲရဲနဲ့တုံးလုံးလဲလျက်တရင်အင်းကြီးညူနေကြတဲ့ရွာသားနှစ်ယောက်ကိုပွေ့ထူကြတဲ့အခါမှာနှစ်ဦးစလုံးကန်ကြီးလာစွာနဲ့အသက်မသေးပဲလက်သေးနဲ့ကုန်းမိချင်းခံရတဲ့သူကမျက်နှာအရေကုန်ကွာပြီးတဦးကတော့မြေတိဒဏ်ရာမှမရပဲသတိမေ့ုံသာမေ့နေပါတယ်။ကဲမင်းတို့ကလူနာကိုရွာထဲကိုခေါ်သွားကြ၏။ကျန်တဲ့ရွာသားတွေကကြားနာကိုလိုက်ကြမယ်။ဒီလူအုပ်နဲ့ဆိုရင်တော့ဒီကောင်ရံမမှုရဲပါဘူးကွ။ဆက်လိုက်ကြဟိ။တကြီးနဲ့ဆန်အေးတို့ကခေါင်းဆောင်ပြီးဟင်းမျိုးတက်ပြေးသွားတဲ့စင်စီလျှောအတိုင်းရွာသားတအုပ်လုံးတဟေးဟေးညာတန်ပေးပြီးတော့လိုက်ပါသွားကြပါတယ်။ဟင်းမျိုးကြီးရဲ့ကိုကထွက်ချလျက်ရှိတဲ့သွေးဆက်များကလည်း၎င်းရဲ့သွားရလမ်းချောင်းထင်ရှားစွာပြသနေရကြောင်းတောင်ကျောအတိုင်းညာတန်ပေးပြီးသွေးချောင်းနောက်ကနေလိုက်လာကြပါတယ်။မကြခင်မှာတော့လေသာတောင်ကျောထိပ်လွင်ပြင်ကိုရောက်လာပါတယ်။သွေးချောင်းများကတော့စီအိုးကိုတွန်ချထားတဲ့အလား၆သွေးတဲ့ရော်ရွက်များပြန်ကျဲလျက်ရှိတဲ့မြေပြင်မှာချင်းနီလျက်ရှိပါတယ်။သွေးချောင်းကလေသာတောင်ထုတ်ရဲ့တောင်ဘက်ချမ်းတက်ငယ်တော်စီကိုရှေ့ရှုလျက်ရှိပါတယ်။ညာတန်ပေးပြီးတဖြည်းဖြည်းရင်မောင်တန်းလျက်တက်လာတဲ့ရွာသားများကတက်ငယ်တော်တွင်ဝင်မိရာနဲ့ခက်ချဲချဲသာကျန်တော့တဲ့တောချောက်ကိုမိရှို့လိုက်ကြပါတယ်။ပူပြင်းတဲ့နေထန်ကြောင့်တွန့်လင်၆သွေးလျက်ရှိတဲ့တက်ငယ်ပင်များကိုမိတောက်ကဟုတ်ကနေလောင်ကျွမ်းပြီးတော့တောင်ကျောအစုံကျောင်းနိုင်ရန်ဘက်စီသို့ဖြိုးဖြောက်တောက်လောင်သွားခဲ့ပါတယ်။တောင်ထိပ်မှာပင့်ပြီးတော့တိုက်ခတ်လျက်ရှိတဲ့လေပြင်းကတခဏချင်းမှာတောအပြင်ကိုပြာကျစေပါတယ်။တနေရာမှာတက်ငယ်ပင်ကအုပ်စုစုရှိနေပြီးထိုတက်ငယ်ပင်အုပ်စုကိုမိတောက်ကနှင်မြန်တဲ့အဟုန်နဲ့ပြေးသွားလျက်ရှိလေရာမိတောင်မီးဆွဲများစတင်တောက်လောက်လာတာနဲ့များမချမီနက်ကြောကျဲလောင်လာတဲ့ဟိန်းတန်တစ်ခုကိုမြေတုံကမှန်းကြားလိုက်ရပြီးရဲ့နောက်မိတောက်ကိုကြောပေးပြီးတောင်ကျောအတိုင်းကြားတက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်။ဟာပြေးပြီဟေ့လိုက်ကြဟေ့မလွတ်စေနဲ့လူအုပ်နဲ့သာဖိလောက်ကြတောကောင်နာနေပြီကွ။တကြီးရဲ့စူးစူးဝါးဝါအော်တန်ကြောင့်လူအုပ်ကြီးလည်းတရင်တရိုင်ပြေးသွားတဲ့ဟင်းမျိုးနောက်သို့တရချမ်းပြေးလိုက်ကြပါတယ်။ကြားကလည်းတောင်ကျောအစွန်းမှာတန်ကနေရက်သွားပြီးတော့အနားကိုလူအုပ်ကြီးရောက်လာလို့ဓားလန်များနဲ့စတင်ပြစ်ခတ်တာနဲ့တပြိုင်နက်မတ်ဆောက်တဲ့ကြောက်ကပန်းရံအောက်သို့လွှာကနေခုန်ချလိုက်ပါတယ်။ထိုနေရာကဒေါ်ထွေးစိန်ကျသွားမှုတဲ့နေရာဖြစ်ပြီးထိုနေရာရဲ့အောက်ခြေပေ20အကွာမှာကပန်းတစ်ခုရှိရာကြောင့်ကြားကထိုတောင်ကပန်းကိုခုန်ဆင်းသွားခြင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းကြားကပန်းပေါ်ကိုရောက်မသွားဘဲနဲ့ရှစ်ညာလက်ကိုညှက်ထားတဲ့တန်ညက်ကတွဲလောင်းကျနေတဲ့တန်ချိုးတစ်လျှောက်တောင်ကပန်းရံမှာထိုးထောင်ထွက်နေတဲ့ကြောက်တုံးများအကြားပတ်ပြီးတော့ညှက်သွားပါတယ်။ဒါနဲ့ပဲကြားကတန်ချိုးတန်းလန်းနဲ့ခြာလပတ်လဲပြီးတွဲလောင်းကြီးဆွဲလျက်ရှိပါတယ်။လက်တစ်ဖက်ကညှက်မှညှက်နေပြီးတော့မီးတို့မြမတက်နိုင်ပဲကမ်းမရံအောင်သာခြေနှချောင်းလက်တစ်ဖက်နဲ့ကြောက်ကန်ရုံးကန်လူးလွန်းလျက်ရှိပါတယ်။ထိုအဖြစ်ကိုမြင်ရတဲ့ရွာသားများရဲ့ဝမ်းမြောက်ဝမ်းသာဟစ်ကြွေးလိုက်တဲ့အလဲအထက်ဘဝတို့တိုင်အောင်ရှန်သွားလောက်ပါတယ်။တယောက်တစ်လက်ဒုတ်ဓာလှန်ကြောက်ခဲများနဲ့ဝိုင်းဝန်းပစ်ခတ်ကြတဲ့အခါမှာလွန်ခဲ့တဲ့နှစ်ဦးပိုင်းရစပြီးတစ်နှစ်ကျော်စိုးသွမ်းတောင်းချက်နေခဲ့တဲ့ဟင်းမျိုးကြီးလည်းဇာသိမ်းသွားခဲ့ရပါတယ်။ကမ်းမရံမှာဟိုမှဒီမှလွှဲရင်းလျက်ရှိတဲ့ကြားသေးကိုဖြုတ်ယူဖို့ရွာသားများကမရောက်ခင်မှာပဲတန်ချိုးကညှက်နေရကြောက်ကြားကနေပြုတ်ကျပြီးတော့ကပန်းပေါ်ကိုဝုန်းကနေပြစ်ကျသွားပါတယ်။
လှပတောက်ပြောင်တဲ့အဝါမှာနတ်မောင်တဲ့အမဲစင်းကြီးများနဲ့အမိဖျားကနေခေါင်းတို့တိုင်အောင်10ပေနဲ့8လက်မတိတိရှိတဲ့ဟင်းမျိုးကြီးကတော့နောက်ထပ်မြည်သည့်လူသားအုပ်များစားတော့ဖို့အတွက်မတက်နိုင်တော့ပဲစီးလုံးညီညာတဲ့လေသာရွာသားများရဲ့လက်ချက်နဲ့အသက်ပျောက်သွားခဲ့ရပါတယ်တခုထူးခြားတာကတော့ဟင်းမျိုးကြီးတန်ချိုးပြတ်ပြီးတောင်ကပန်းကိုကျသွားတဲ့နေရာကတစ်ချိန်လုံးကလေသာရွာသူမိသွေကိုကတ်ချီသွားတဲ့နေရာဖြစ်နေတာတော့လေသာရွာသူရွာသားများအံ့ဩစွာတွေ့ရှိခဲ့ရပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ဇလန်းကတော့စာရေးသူမမောင်ချစ်ဦးမုံရွာရေးသားခဲ့တဲ့မြောက်ဖျားစွန်းမှရေခဲပြော့မုတ်ဆိုးဆိုတဲ့ဇလန်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်စစ်အောင်နိုင်ပါဒီနေ့မှာတော့စာရေးသူမမောင်ချစ်ဦးမုံရွာရေးသားခဲ့တဲ့မြောက်ဖျားစွန်းမှရေခဲပြော့မုတ်ဆိုးဆိုတဲ့မုတ်ဆိုးဇလန်းကိုတင်ဆက်ပေးခြင်းပါတယ်ကဲအစီအစဉ်စလိုက်ရအောင်အားငယ်ကောင်းလိုက်တဲ့အစိတ်တောင်ပေါ်သားအချံဖုံကညှက်ဆပြုတ်နေပြီဖြစ်တဲ့ဖလားမြန်မာအခေါ်အစိတ်နီကိုကြည့်ပြီးအာပါတရရေရွတ်လိုက်ပါတယ်ဤဖလားအနီကအချံဖုံတို့လိုကချင်ပြည်နယ်ပူတာအိုဒေသနေရဝမ်လက်ရှိလီစုတိုင်းသားတို့ရဲ့မရှိမဖြစ်မတုံးမဖြစ်တဲ့အဖိုးတန်ပစ္စည်းလေးဖြစ်ပါတယ်ဖလားအနီခေါ်အစိတ်ကိုမြားတမ်းမှာတုပ်လိမ့်ပြီးတော့ရေခဲတောင်ပေါ်မှာသွာလာကျဆားနေကြတဲ့ကတိုးကောင်များတာကင်ခေါ်သားမင်းများတောင်စိတ်များအပြင်တောတောင်ထဲမှာရှိတဲ့တောဝက်များဆိုင်ဆက်စပကြီးမွေများကိုပြစ်ခတ်ဖမ်းဆီးရကြပါတယ်ဤသို့သောမုတ်ဆိုးလုပ်ငန်းကအချံဖုံတို့ရဲ့နှိမ့်စိန်လုပ်နေကြလုပ်ငန်းတနည်းအားဖြင့်အတော်မွေးဝမ်းကြောင်းလုပ်ငန်းပဲဖြစ်ပါတယ်မုတ်ဆိုးလုပ်ငန်းနဲ့တွဲဖက်ပြီးတော့ခန်းတောက်မြင့်နဲ့မချစ်ဦးများကိုလည်းရှာဖွေတူးကြရပါတယ်ခန်းတောက်မြင့်နဲ့မချစ်ဦးမှာလည်းအဖိုးတန်နဲ့ရေခဲတောင်ထွက်ဆေးရွက်ဆေးဦးများပဲဖြစ်ပါတယ်အားကြီးကောင်းတဲ့အစိတ်အချံဖုံကထပ်မံရေရွတ်လိုက်တော့ချက်ခုတ်မြန်မာလိုရကန်းခတ်နေတဲ့မိမဖြစ်သူမထီစေရမျက်စောင်းထိုးလိုက်ပါတယ်ဒါပေမဲ့ဘာမှတော့မပြောပါဘူးအချံဖုံကယခုကဲ့သို့ဒူးလေးမြားတံနဲ့ဖလာများကိုစစ်ဆေးနေခြင်းတောင်ပေါ်တက်ဖို့အတွက်ပြင်ဆင်နေခြင်းဖြစ်ပါတယ်ထို့သို့ပြင်ဆင်နေရင်းကနေမိမိရဲ့ဖလာကိုသဘောကျနေခြင်းဖြစ်ပါတယ်ရေခဲတောင်ပေါ်ကိုတက်ရောက်နိုင်မှုအတွက်ခက်မြန်မြန်ခတ်တုတ်တုတ်တက်မှသားကောင်မြန်မြန်ရမှာဖြစ်ပါတယ်သားကောင်နဲ့ဆေးရွက်ဆေးဥများကိုရမှပဲမချာမီရောက်ရှိလာကြမယ်လုံပန်များမှာပါလာမဲ့မိဖို့ချောင်းသုံးပစ္စည်းများနဲ့လဲလှယ်နိုင်မှာဖြစ်ပါတယ်တနေ့ရပဲအချံဖော်ရဲ့မိမဖြစ်သူမထီစေရရေခဲတောင်ပေါ်ကိုမြန်မြန်တက်ဖို့အတွက်ပြောခဲ့ပါသေးတယ်ရေခဲတောင်ပေါ်ကိုတက်တော့မှရေခဲပြော့သားကောင်များရေခဲတောင်ပေါ်မှာပေါက်ရောက်နေကြတဲ့ခန်းတောင်မြင့်နဲ့မချစ်ဦးများကိုရမှာဖြစ်လို့သွားဖို့အတွက်ပြောဆိုခြင်းဖြစ်ပါတယ်အေးကွာပစ္စည်းပြင်ပြီးရင်တက်မယ်ပစ္စည်းပြင်လိုက်အောင်မယ်လို့ပြောပြီးတော့ထိုကဲ့သို့ပစ္စည်းပြင်နေခြင်းဖြစ်ပါတယ်ငါချဖို့ဘယ်နေ့ရေခဲတောင်ပေါ်ကိုတက်မလဲပစ္စည်းပြင်ဆင်နေတာကိုမြင်ရတော့မထီစေရအချံဖုံရေခဲတောင်ပေါ်ကိုတက်မဲ့နေ့ကိုတိတိကျကျသိရှိဖို့အတွက်လှမ်းမေးလိုက်ပါတယ်ငါတရက်2ရက်အတွင်းတက်မယ်ဟိယောအားငယ်ရိတ်ခါအတွက်ဘယ်လိုလုပ်မလဲခတ်ပြီကောဘာခက်တယ်လဲညင်ခါတိုင်းလိုပြင်ပေးပါအေးနင်သွားတဲ့ချိန်ရမယ်ဗျအချံဖုံကမိမဖြစ်သူနဲ့စကားပြောရင်းမှမိဖို့အပေါ်တက်တဲ့ရှိအိမ်ခေါင်မိုးမှာဆိုင်းချိုးနဲ့ဆွဲပြီးကြက်တင်ထားတဲ့ဒူးလေးကိုင်းအောင်ကြည့်လိုက်ပါတယ်ဒူးလေးကိုင်းကအလျား9ပေခန့်ပြက်9လက်မခန့်ရှိပြီးပြင်များချက်လေးဖြစ်ပါတယ်ခိုင်ခန့်စေဖို့အတွက်တစ်နှစ်ပတ်လုံးမိဖို့ပေါ်မှာကျိုးနဲ့ဆွဲထားခြင်းဖြစ်ပါတယ်ဒူးလေးကိုင်းအောင်သာထိုကဲ့သို့ဆွဲထားတာမဟုတ်ဒူးလေးကျိုးကိုလည်းလက်သန်းခန့်တုတ်တဲ့ကျိုးကိုရအောင်ကျစ်ထားပါတယ်ကျိုးကိုတရွက်စိမ်းအယောင်တုပ်လိမ့်ပြီးတော့တင်းနေဖြောက်နေအောင်ကြောက်တုံးနဲ့ဆွဲထားရပါတယ်ဒါမှသာခိုင်ခန့်တဲ့ဒူးလေးကျိုးအဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်ဤကဲ့သို့ပစ္စည်းပြင်ဆင်မှုပြုလုပ်ခြင်းမှာအားချဖုံတယောက်ထဲသာမဟုတ်ကချင်ပြည်နယ်ပူတာအိုမြို့နယ်မြောက်ဖျားစွန်းရှိကျေးရွာများမှကျေးရွာသားတိုင်းလိုပြင်ဆင်နေကြခြင်းဖြစ်ပါတယ်အားလုံးကရေခဲပြော့မုတ်ဆိုးများပဲဖြစ်ကြပါတယ်အားချဖုံတောင်ပေါ်ကနေမြန်မြန်ပြန်ဆင်းခဲ့နော်တော့ကြလောပန်းနေလာကြတော့မယ်လို့ငါကြားတယ်ကောဟာငါတော့ရေခဲတောင်ပေါ်ကိုမတက်ရသေးဘူးနင်ကဆင်းခိုင်းနေပြီနင်ကြားသလိုငါလည်းကြားပါညင်မှန်ပါတယ်မကြခင်မှာလောပန်းများကုန်တယ်ပွဲစားများဒီဒေသကိုရောက်ရှိလာကြတော့မှာဖြစ်ပါတယ်၎င်းတို့မှာပါလာကြမဲ့
စားငပိအနှွေးထည်နဲ့ဖက်နှက်အခြားသောအသုံးဆောင်ပစ္စည်းများနဲ့ရေခဲတောင်ထွက်သားကောင်များဆေးမြင့်များနဲ့လဲလှယ်ကြမှာဖြစ်ပါတယ်ထိုကဲ့သို့လောပန်များရောက်လာချိန်နဲ့အန်ကိုက်ဖြစ်စေဖို့မထီဆယ်ကအချံဖုံကိုလောဆော်နေခြင်းဖြစ်ပါတယ်အချံဖုံလောပန်နေလာရင်စားတွေငပိတွေရအောင်လုပ်အောင်နော်အဲ့ဒါတွေကအားကြီးအရေးကြီးတယ်နော်သူမိမချက်ခုတ်နေရကနေလှမ်းပြောပါတယ်လောပန်များထံပါလာမယ့်ပစ္စည်းများကိုမရလိုက်မှစိုးရင်ပူပန်နေပါတယ်အကယ်၍မရလိုက်ရင်တော့တောတောင်များကိုခြေချင်းဖြတ်ကာပူတာအိုမြို့အထိသွားဝယ်ယူရမှာဖြစ်ပါတယ်ထိုကဲ့သို့မဖြစ်စေအတွက်မထီဆယ်ကသတိပေးနေခြင်းဖြစ်ပါတယ်ငါသိပါတယ်ကွာရအောင်တော့ဥရမှာပေါ့ဒါပေမဲ့နင်မပူပါနဲ့လောပန်တွေကအားကြီးလောဘကြီးတယ်ပစ္စည်းတွေအများကြီးကိုယူလာကြမှာပါဟာအားချဖုံပြောသလိုပဲလောပန်ဆိုသူများကုန်တယ်များပြီးအလွန်မဲ့လောဘကြီးကြပါတယ်ဖြူစင်ရိုးသားလာတဲ့အချံဖုံတို့လိုတောင်ပေါ်သားများကိုမတရားခေါင်းပုံဖြတ်ပြီးတော့မတန်တဆဈေးနှိမ်ကပစ္စည်းများကိုလဲလှယ်ရောင်းချကြပါတယ်အချံဖုံတို့စွန့်စွန့်ဆဆရေခဲတောင်ပေါ်ကိုတက်ပြီးတော့ရရှိလာကြတဲ့ခန်းတောက်မြစ်မချစ်ဦးမလျှော့ရွက်နဲ့သားကောင်များဖြစ်ကြတဲ့တောင်စိတ်တာကင်ကတိုးကောင်များကိုအလကားနှီးပါးများလိုချင်ကြပါတယ်ဈေးနှိမ်ကြပါတယ်မလိုချင်သလိုမဝဲချင်သလိုဟန်ဆောင်ကြပါတယ်ဒါပေမဲ့သူတို့ယူလာကြတဲ့စားငပိနဲ့အသုံးဆောင်ပစ္စည်းများကိုကြတော့ဈေးကိုအစွမ်းကုန်တင်ထားကြပါတယ်အစွမ်းကုန်မြင့်ထားကြပါတယ်ပစ္စည်းချင်းလဲလှယ်ကြတော့လဲအဆမတန်ဖြစ်ပါတယ်ဒါတွေကိုအချံဖုံတို့ကသိရှိကြတော့ညလဲဘာမှမတတ်နိုင်ကြပါဘူးသူတို့နဲ့မှပစ္စည်းချင်းမလဲရင်အခြားလဲမဲ့သူအဖွဲ့များမရှိကြပါဘူးဒီတော့လဲခေါင်းပုံဖြတ်မှန်သိလျက်နဲ့ငုံခံနေကြရပါတယ်အချံဖုံတို့လိုတောင်ပေါ်သားတွေအတွက်အင်မတန်မှအဖိုးတန်လာတဲ့စားငပိအဝတ်အထည်အသုံးဆောင်ပစ္စည်းများကိုအိမ်တန်ရာရောက်လာရောက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်စရာဖြစ်ပါတယ်ပစ္စည်းများကို၎င်းတို့ထံမရရှိရင်တော့ထိုပစ္စည်းများအတွက်တောထက်တောင်ထက်မြောင်းသွယ်ကိုဖျက်ချော်ပြီးဝေးကွာလာတဲ့မချမ်းဘောနဲ့ပူတာအုံမျိုးများအထိတွားရောက်ဝယ်ယူရမှာဖြစ်ပါတယ်အချိန်ကုန်ပြီးတော့လူလဲပို့ပေးမှန်းပါတယ်ဒါကြောင့်လဲသူတို့တောင်ပေါ်သားတွေကပင်ပင်ပန်းပန်းမြို့အထိတွားရောက်ဝယ်ယူရမယ့်ပစ္စည်းများကိုလောပန်တို့ဟာအိမ်အထိလာရောက်ပို့ဆောင်ပေးခဲ့တဲ့အတွက်မတရားမှန်ခေါင်းပုံဖြတ်မှန်အမျက်ကြီးစားမှန်သိတော်ညာလဲသူတို့ကိုပြန်ပြီးတော့ကျေးဇူးတင်နေရပါတယ်မင်းတို့ကပစ္စည်းတွေကိုရေခဲတောင်ပေါ်ကအလကားရနေရပဲကွာတို့ပစ္စည်းတွေတော့အဖိုးမတန်ပါဘူးတို့ဟာစေတနာနဲ့ဒီပစ္စည်းတွေကိုလာပို့ရတာတို့ကိုကျေးဇူးတင်ဖို့တောင်ကောင်းတယ်ဆိုပြီးအပြောကောင်းတဲ့ကိုရွှေလောပန်များဖြစ်ပါတယ်အချံဖုံတို့ရတဲ့ပစ္စည်းများကိုတော့ရေခဲတောင်ပေါ်ကအလကားရတယ်တဲ့ပြောလဲပြောတတ်ပါပဲအချံဖုံကတော့ရည်ချင်နေပါတယ်သူတို့လိုရေခဲပြော်မုတ်ဆိုးများရေခဲတောင်ပေါ်ကိုတက်ပြီးဆေးဥဆေးမြင့်များကိုရှာဖွေတူးဖော်ခြင်းအမဲလိုက်ခြင်းစတဲ့လုပ်ငန်းများလွယ်ကူတဲ့လုပ်ငန်းများမဟုတ်သလိုလောပန်များပြောသလိုမျိုးအလကားရတဲ့ပစ္စည်းများလည်းမဟုတ်ပါဘူးတက်ဆွန်ဆံဖျားလောက်ရပြီးတော့အလုံးမဲ့အန္တရာယ်များတဲ့အလုပ်များဖြစ်ပါတယ်တခါတရံသားကောင်များရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်သေဆုံးရခြင်းများရှိသလိုရေခဲတောင်အရေးပျော်ပြီးတော့ပြိုကျသေဆုံးရခြင်းများလည်းရှိခဲ့ပါတယ်ပြောရရင်တော့ရေခဲတောင်ကအချံဖုံတို့တောင်ပေါ်သားများအတွက်စားနပ်ရိက္ခာကိုဖြည့်ဆည်းပေးတဲ့ကျေးဇူးရှင်ကြီးများဖြစ်သလိုအန္တရာယ်ဖြစ်စေတဲ့အသက်များကိုယူငင်တတ်တဲ့သင်္ချိုင်းလည်းဖြစ်ပါတယ်လှပပေမဲ့ကြောက်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ထိုကဲ့သို့အသက်နဲ့ရင်းပြီးတော့ရယူခဲ့ရတဲ့ပစ္စည်းများကိုမှအလကားရနေတာပဲလို့ပြောလာလို့အချံဖုံကရည်ရင်သွားခြင်းဖြစ်ပါတယ်ထိုကဲ့သို့အသက်ဆုံးပြီးတော့ရယူခဲ့ကြတဲ့ပစ္စည်းများကိုအလကားနှိပါများလိုချင်ကြတဲ့လောပန်များကုန်တယ်ပွဲစားများကိုတော့လောဘရဲ့သားကောင်များလို့တင်စားခြင်းပါတယ်ဒါပေမဲ့လည်းအချံဖုံတို့တောင်ပေါ်သားတွေကတော့ဘာမှမတတ်နိုင်ခဲ့ကြပါဘူးအချံဖုံကဖလာအစိတ်ဆေးများကိုမြားထံမှာတုံလိမ့်ပြီးရနဲ့ဝါကြည့်တောက်တွင်းထဲကိုစနစ်တကျထည့်လိုက်ပါတယ်ပလိုင်းထဲမှာထည့်ထားတဲ့ပစ္စည်းရိတ်ခါများကိုလည်းထပ်မံစစ်ဆေးပါတယ်ယခုလိုအဆအရာရာသေချာပြင်ဆင်ပြီးမှသာရေခဲတောင်ပေါ်ကိုတက်ကြရပါတယ်မသေးချာရင်တော့ရေခဲတောင်ပေါ်ကိုပင်ပန်းပန်းတက်ရောက်ရပြီးတောကောင်လည်းမရဆေးမြင့်ဆေးဦးလည်းမရပဲပြန်လာရမှာဖြစ်ပါတယ်မတော်ရင်တော့အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်ဒါကြောင့်လဲအချံဖုံကသေချာအောင်ပစ္စည်းများကိုစစ်ဆေးနေခြင်းဖြစ်ပါတယ်ဟေ့ရိတ်ခါပြည့်စုံတယ်မလားတပတ်စာရိတ်ခါတော့နေလောက်အောင်ငါထည့်ပေးထားတယ်မထီဆယ်ကချက်ခုတ်နေရနေလှမ်းပြောပါတယ်အချံဖုံကအဆအရာရာပြည့်စုံသေးချာတာနဲ့ပစ္စည်းနဲ့ရိတ်ခါများထည့်ထားတဲ့ပလိုင်းကိုကောက်လွယ်ပါတယ်ထို့နောက်မြားကြည့်တောက်ကိုလွဲကာဒူးလေးကိုဘဲလက်နဲ့ကင်လိုက်ပြီးကဲငါရေခဲတောက်ပေါ်ကိုတက်တော့မယ်
ငါပြန်မလာခင်မှာလောပန်းလေးလာရင်လဲနင်ပစ္စည်းတွေကိုယူထားလိုက်ငါတောကောင်လေးဆေးမြစ်တွေကိုရအောင်လုပ်ခဲ့မယ်ဟိပြောဆိုဆိုနဲ့အချံဖုံလဲရေခဲတောင်ကိုဥတီပြီးတော့ထွက်ခွာသွားပါတယ်သူမိမကတော့လုံနေချာအတိုင်းချက်ခုတ်မပြတ်ခုန်နေပါတယ်ယခုလိုဂျာတိဥတုရောက်တိုင်းမှာအချံဖုံတို့လိုယောက်ျားသားများရေခဲတောင်မော်ကိုတက်အမဲလိုက်ဆေးမြစ်ဆေးဦးများကိုတူးဖော်နေကြဖြစ်ပါတယ်မယိုးနိုင်တဲ့လုံရိုးလုံစင်တစ်ခုဖြစ်ပြီးမြင်နေကြတွေ့နေကြမြင်ကွင်းသာလျှင်ဖြစ်ပါတယ်သို့ပေမဲ့မထီစေရချက်ခုတ်နေရင်ကအဝေးမှာလှမ်းမြင်နေရတဲ့ရေခဲတောင်ကျေးဇူးရှင်ကြီးကိုကြည့်ပြီးဖျားသခင်ထံမှာအားချဖုံတယောက်သားကောင်များများရပါစေဆေးဥဆေးမြင့်များများရပါစေဆိုပြီးတိုးတိုးတိတ်တိတ်ဆူတောင်းနေမိပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးအားပေးနားထောင်ခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် subscribe နှိပ်ပြီးစောင့်မျှော်အားပေးနားထောင်ကြပါအောင်လို့ပြောကြားရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှဖျားရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ